အားလုံးပဲမင်္ဂလာပါရှင် Read with you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာဆရာမိုးရှင်းရဲ့စိတ်သက်ပြန်တက်ဖို့ဒီ၅ချက်ကိုအမြဲလုပ်ပါဆိုတဲ့တသနာစာစုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါရှင်စိတ်တက်ကြရင်ဘာကိုမှလုံးမရတော့ပါဘူးစိတ်တက်ကြနေရင်ထမင်းတောင်မစားချင်ပါဘူးဘာအလုံးမှလည်းမေမေရရလှုပ်ချင်လေမရှိပါဘူးစိတ်တက်ကြတာနာရာရှိပိုဆိုးပါတယ်အချိန်အများကြီးပုတ်တိုးသွားတတ်ပါတယ်တင်းရဲ့စိတ်တက်ကိုတင်းရဲ့ကျဲမာရေးဂယူဆိုင်တယ်လို့ဂယူဆိုင်ပါဥပမာတင်းအစီများတဲ့အစာတွေမစားဘူးဆိုပါစို့တင်းမစားတာတင်းမကြိုက်လို့ဟုတ်ချင်းမှဟုတ်မှာပါကျဲမာရေးမကောင်းမှဆိုလို့ဝါမှဆိုလို့မစားတာများပါတယ်တင်းအကင်တွေကိုတတ်နိုင်သလောက်ရှောင်နေဆိုပါစို့ဒါလည်းမကြိုက်လို့မစားတာထက်မကျန်းမမာဖြစ်မှာဆိုလို့မစားတာများပါတယ်ဒီလိုပါပဲတင်းရဲ့စိတ်သက်ကျန်းမာရေးကိုထိခိုက်စေတဲ့အရာများစွာတင်းပတ်ဝန်းကျင်မှာရှိနေပါတယ်တင်းစိတ်သက်ကြတိုင်းဘယ်အရာကတင်းကိုစိတ်သက်ကြစေတာလဲပြန်လေ့လာဆန်းစစ်ပါပြီးရင်အဲ့ဒီအရာကိုတင်းစိတ်ထဲကနေအမြင့်မကျန်ဆွဲနှုတ်နိုင်အောင်ကြိုးစားပါတင်းစိတ်ညစ်တာတင်းအမျိုးတွေကြောင့်လားတင်းရဲ့လှုပ်ဖို့ကင်ဘက်တွေကြောင့်လားတင်းကြိုက်နေတဲ့ကောင်လေးလားတင်းကြိုက်နေတဲ့ကောင်မလေးလားလုံးဝကိုစိတ်မနှိမ့်ရဘူးလို့မဆိုလိုပါဘူးစိတ်ညစ်တဲ့အချိန်အတိုင်းအတာတစ်ခုအထိပဲစိတ်ညစ်ပါပြီးရင်ခေါင်းထဲကထုတ်ပစ်လိုက်ပါတင်းအမြဲတည်းရဖို့ကတင်းမနှက်ဖန်အထိအသက်ရှင်ဖို့မတေချာဘူးဒါကြောင့်ဒီနေ့ကလေးကပျော်ပျော်ရွှင်ရွှင်နေဖို့လိုပါတယ်နှစ်တင်းတယောက်တည်းကံမကောင်းတာမဟုတ်ဘူးလောကကြီးမှာကံမကောင်းတဲ့သူပေါင်းများစွာရှိတယ်သူတို့ကကောင်းတဲ့အရာတွေပဲတင်းမြင်အောင်ပြကြမှာပါပြုံးနေတဲ့မျက်နှာမြင်တိုင်းပျော်နေကြတယ်မထင်ပါနဲ့ဒါကြောင့်တင်းတယောက်တည်းမဟုတ်ဘူးဆိုတာသတိရပါ3တင်ကန်ကောင်းတယ်တင်အ ਨੇ ဆုံးစာဖတ်နိုင်တယ်တင်မျက်လုံးတွေကောင်းလို့ပေါ့မမြင်ရတဲ့သူတွေကိုကိုချင်းစာပါတင်ထက်နှိမ်ကြတဲ့သူတွေလောကကြီးမှာအများကြီးရှိနေတယ်ဆိုတာသတိရပါ4အမြဲတမ်းအကောင်းဆုံးလုပ်ပါအဲ့ဒီအတွက်ခုံယူပါအမြဲတမ်းလုံနိုင်တာကိုအကောင်းဆုံးလုပ်ပါမဖြစ်မလာတဲ့အတွက်စိတ်မစင်းရဲပါနဲ့တင်အကောင်းဆုံးလုပ်ပြီးသွားပါပြီ5ကဲအခုပဲပြုံးလိုက်တော့နော်တင်းရဲ့တန်ဖိုးကြီးမားတဲ့စိတ်ထဲမှာအဖိုးမတန်တဲ့လူတွေအတွက်နေရာမပေးပါနဲ့တင်းရဲ့စိတ်ဟာတင်းရဲ့ခန္ဓာကိုယ်လိုပါပဲမကောင်းတဲ့အစာအသောက်တွေကျန်းမာရေးနဲ့မညီညွတ်တဲ့အစာအသောက်တွေကိုစားတောက်ပြီးခန္ဓာကိုယ်ကိုဂရုမစိုက်ရင်တင်းကျန်းမာရေးချွန်ယွင်းလာပါလိမ့်မယ်နေမကောင်းဖြစ်လာတဲ့အချိန်မှာဆေးမတောက်ဘဲပြီးနေရင်ပိုဆိုးပါတယ်တခါတလေဆေးတောက်ရင်ပျောက်နိုင်ပေမဲ့တခါတလေအနာခံပြီးဆေးထိုးမှပျောက်တာလည်းရှိပါတယ်ဒီလိုမကုသချင်ရင်တော့ယောဂကြီးမားလာနိုင်ပြီးအသက်ပါရင်းရနိုင်ပါတယ်ဒီလိုပါပဲစိတ်ဆိုတာဟာလည်းမကျန်းမာတဲ့အတွေးတွေထဲ့ပါများရင်စိတ်ကျန်းမာရေးချို့ယွင်းလာပါတယ်စောစောစီးစီးမကုသရင်စိတ်ကြယောဂတွေအထိဖြစ်လာနိုင်ပြီးတစ်ဘဝလုံးပျက်စီးသွားတတ်ပါတယ်ဒါကြောင့်တင့်ရဲ့စိတ်ကိုဂရုစိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်